ရွာတွေမှာကိုကုန်းနဲ့ကာလာသားကောင်းနှစ်ယောက်ရှိတယ်တောင်ပိုင်းကာလာသားကောင်းကရွှေပန်းနဲ့မြောက်ပိုင်းကာလာသားကောင်းကချက်ကြီးတယ်မတည့်ဘူးရွာလေးကဘယ်လောက်ရှိတာမဟုတ်ဘူးအင်ဂျင်မှ200လောက်ရှိတယ်တောင်ပိုင်းကာလာသားကောင်းရွှေပန်းနဲ့မြောက်ပိုင်းကာလာသားကောင်းချက်ကြီးမတည့်တော့ကာလာသားကာလာသမီးလေးတွေခမရလဲမတည့်ရရှာဘူးဘာမပေါင်းနဲ့ဟိုဘက်ရွာမှာပွဲရှိတယ်နဲ့နင်တို့သွားကြည့်လက်သိကြည့်ဆိုတော့မသွားရကြဘူးခလေးတွေရတယ်ဒီဘက်ကလည်းဟိုဘက်ကအလှမှာဆိုင်းပါတယ်ကလေးတွေပြောတာပေါ့မင်းကလေးတွေလည်းဝတ်စားပြီးသွားမယ်ပေါ့သွားဘူးချက်ကြီးလည်းကျိန်းနေဟောသူတို့နှစ်ယောက်မတည့်တာနဲ့ကလေးတွေရင်မတည့်ဘူးကလေးတွေရင်မတည့်တော့မိဘချင်းလဲတောင်ပိုင်းမြောက်ပိုင်းအကူလူမရှိတော့မတည့်တော့ဘူးကြက်ဆက်သိကောင်းတာပဲဒါကဘုရားစိတ်ဆင်းရဲတော့ဆိုဆရာတော်ဘုရားများတောင်ပိုင်းဆရာတော်နဲ့မြောက်ပိုင်းဆရာတော်ကြီးစိတ်မကောင်းဘူးဟဲ့ရွှေပန်းလာခဲ့မင်းငါပိုင်းရကောင်းဘုရားဆရာတော်ကြီးလည်းဟဲ့ချက်ကြီးလာခဲ့ညှိပေးတယ်ညှိလို့မရဘယ်နဲ့ဖြစ်တယ်မသိဘူးတော့ဘာလို့ကြတော့ဆရာတော်နှစ်ပါးလည်းမတည့်တော့ကျွန်တော်တို့မျိုးပါလို့ချူးစမ်းနေတယ်အဲ့တော့ခက်တော့ခက်သားပဲမတည့်ဘူးတခါတော့ပုဂ္ဂိုလ်ကတကြီးသေးရောတကြီးကသေးတော့ချက်ကြီးကလူလေအမေတကြီးသေးပြီဗျတကြီးသေးဘာဖြစ်တော့ပတ်စံ9000လောက်ပေးစမ်းပါအမလေး9000ငါသားရင်9000ဆိုနှစ်ဆောင်ပြန်အင်းကြီးဆောက်လို့ရတယ်ရှင်းတော့ဟုတ်တယ်ဘာလို့ဖို့လုံးသားရင်ပေးစမ်းပါဒါအကွက်ပဲတကြီးသေးဆုံးကျုပ်ကမြို့တက်ပြီးမြို့ပိုင်လက်ထိုးတိုင်းခင်ဗျဖြစ်တယ်ဗျ9000လောက်ဆိုခင်ဗျတင်းသေးကျုပ်တကြီးဖြစ်တယ်ဟုတ်ကဲ့လားကွယ်9000ကြီးကပြန်ရမှာလားဩတကြီးက4နှစ်စားပါတယ်အမေဟဲ့လားအေးရောမရသိတော့စိတ်မချဘူးပတ်စံလေးကလေးရေးပြီးပေးလွယ်ကလေးတွေကောင်းချင်းတို့နှစ်ထုပ်ထက်ခဏကလည်းမပါဘူးတော်သားပစိုးကလည်းအစုံနဲ့သပင်ကလည်းမညဘူးဘုတ်လိုက်တယ်ညို့သွားလိုက်တာနေတော့လာပြောက်တော့ညဦးကလေးမိုးလင်းကနေတော့သွားတော့မိုးလင်းကနေ9နာရီမထိုးခင်ရောက်သွားတကြီးကဥပမြို့ပိုင်ကဥပဖေတော့ဂျန်နယ်ဖတ်ဟိုသတင်းစာဖတ်မော့ကြည့်တော့ဟာတော်သားမင်းမနဲ့ငါခန်းထဲဝင်လာတော့စားပါဗျာမြို့ပိုင်ခင်ဗျမဟောစားမှန်းနဲ့အမဘာမောစားမှလည်းတော့မင်းရုံးမဖွင့်သေးဘူးကောင်တော့ခဏမပါနဲ့အောင်မပိုင်စိုးပိုင်နဲ့မင်းကတိုးလှုပ်ရှားမှာမြို့ပိုင်ကြီးကအများလူတာနဲ့လူသိတော့မှာဘာလူသိတော့မှာလို့အများနဲ့ကျုပ်နဲ့သူငယ်သားတို့ကအတူတူပါဗျတခုံနဲ့ထိုင်နေကြည်စားမအောင်မျက်နှာတယ်မင်းနဲ့ငါနဲ့ဘယ်တော့မှသူငယ်သားတူမနေဘူးပေါ့မောင်ကအတော်နေပြီအဲ့ထက်ပတ်စံ9000တော့ထုတ်ရောဘာလို့လဲမြို့ပါကြီးလာကြော့တာဗျရေးကြည့်တော့9000ဟာ9000တော့အေး9000မြို့ပါကြီးယူလိုက်တော့အေးဒါကြောင့်မင်းမျက်နှာငါမှတ်မိတယ်အောင်းမိပါလေ9000ပေးလိုက်တော့မှတ်မိတယ်ဆရာဦးကိုလေးဟောတယ်ပဲဝန်တန်းများသူကနည်းနည်းလေးမှမစားရလို့မရဘူးတခါတော်သားတဲ့အမှုနိုင်တော့အဲကောင်တော်သားမင်းနိုင်သွားပြီမို့လားနိုင်သွားပြီပေးခဲ့ငါချက်ဟာပြီးလေစေကြီးကလည်းဘယ်9ချက်ရှိမှာတော့ခင်ဗျတော်သားဘာ9ချက်ရှိလိမ့်မယ်ဟဲ့9ချက်မရှိတစ်ချက်တော့ပေးခဲ့ကွာတစ်ချက်မရှိပါဘူးမျိုးပါကြီးဟာပြီးလေစေကြီးကဘယ်တစ်ချက်ရှိမှာတော့တစ်ချက်မရှိစကြောလျှော့ကြစမ်းကွာမစားရလို့တော့မရဘူးပတ်စံမရစကြောတော့လျှော့ခိုင်းတာအခုလည်းအဲ့လိုပဲပတ်စံလည်း9000ရအောင်မင်းဘာဖြစ်ချင်တာလဲပြောတကြီးဖြစ်ချင်တယ်ရက်သေးပြီဗျရပါမောင်ဝ9000ဆိုဖြစ်ပါတော့နဲ့စကြီးအောက်ချရောင်နဲ့ရိုက်တာပဲယနေ့မှစား၍ကိုကုန်းရွာနဲ့လက်လက်လေးရှိသောစကြီးနေရာအတွက်မောင်ချက်ကြီးအားခံထားလိုက်သည်ပုံဘဖေမြို့ပိုင်ကြီးမလို့နဲ့ခင်ဗျတစ်စိတ်လုံးအဝိုင်းဆိုတာပါရတယ်ပြောတယ်ရဲအောင်9000ပေးတော့မြို့ပိုင်တောင်ငေါ့လို့ရအေးပါမောင်ဝဒိန်းဆိုရိုက်ပြီးဒါကြို့ကဖြစ်ပြီလားတကြီးဖြစ်ပြီဘောကွာလေးတော့ခောက်အချက်ရွာမှာတရားလေးကကျိုးနေတယ်လမ်းလေးတွေကမငြိမ်မညာဖြစ်နေတယ်အိမ်လေးတွေကလည်းစုပ်နေတယ်ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်တဲ့ရွာလေးငါတကြီးဖြစ်ကြုံတော့ငါအစွန်းစာလေးပြပြီးငါရွာအတွက်ကောင်းကျိုးလုပ်လိုက်အောင်မစင်စားဘူးစာရွက်လည်းရရောရွှေပန်းမင်းတော့နာပြီးမှတ်တော့ဟဲ့ကောင်ရွှေပန်းစချဖို့ရန်သူကိုချဖို့စဉ်းစားပြီးရွာရောက်တော့အဲ့လိုပဲဆရာစောင်းတန်းကမောင်းတစ်လုံးဝယ်ပြီးအိမ်ကမကြီးပင်ကိုင်းပြချိတ်မောင်းဖို့ကင်ထားတကြီးအာနာတော့ငါမပြောရဘူးမောင်းအာနာအရင်စစ်ကြည့်လိုက်အောင်
တစ်ချက်ထုတ်လိုက်တော့မောင်းတန်ကြတော့အကုန်ပြီးလာကြတယ်တိန်တည်းအောင်မလာလို့မရအောင်ဟာဝိုင်းနေပြီးတော့သိသဘောကျသွားပြီတကြီးချက်ကြီးโอเคပဲဟဲ့ဒီထဲရွှေပန်းပါလားဟဲ့ရပါလေကွာလာခဲ့ရှိကိုရန်သူနှိမ့်ဆက်ရတော့မယ်ရွှေပန်းကရှေ့ရောက်လာမတ်တဲ့ဆန်းဟဲ့ကောင်မတ်တဲ့ရတာပေါ့ကြောင်မြောင်အောင်ကြိုက်ဆန်းဟဲ့ကြိုက်မင်းဟောဒီငါရွာသူရွာသားတွေရှေ့ပဲငါမေးပါအောင်မယ်လူမှာချက်နဲ့ရွှေပန်းနဲ့ဘယ်သူအပေါ်ရလဲကွာရွှေပန်းကစန့်ကြည့်တယ်ချက်ကအပေါ်ရပါဟာမင်းသဘောပေါက်ရင်ပြီးတော့ချက်ကြီးကရွှေပန်းပေါ်မှာအမြဲရှိတယ်မှတ်တော့ဟဲ့ကောင်အန်ကြတာပဲဘာမှလည်းမဆိုင်ဘူးလေးနှစ်လုံးခါကုန်းအောင်ဒုက္ခရောက်တာပဲရွှေပန်းလေးနှစ်ပြည့်တဲ့နေ့ရွှေပန်းကမနဲ့နှစ်ချက်ထိုးချအမေကမရဟောကောင်9000နဲ့တကြီးဖြစ်သွားကျုပ်ကကြားပြီးပြီကျုပ်6000ပေးစားမရမြို့ပိုင်ကတော့ဥပပေမဟုတ်တော့ပြောင်းသွားပြီမေးမရသိတော့ချက်ချင်းထုတ်ပေးတာပဲနှစ်ချက်ထိုးချသွားလို့ကောင်းချင်းတို့လေးနဲ့ထုံးတယ်ဟိုကြတော့မိုးနေရောက်သွားတာပဲမြို့ပိုင်ကြီးကဥစ္စာမတူဖြစ်သွားပြီဥပပေမရှိတော့ဦးလည်းပြောင်းသွားဘိုင်းမြို့ပိုင်ကြီးကျုပ်ရှေ့ရှေ့ဝေးဝေးမပြောချင်ဘူးနည်းနည်းမိုးနေရင်နောက်ကကောင်ကငွေ8000လောက်နဲ့လိုက်လာမယ်သဘောဆိုသူသိတယ်ကျုပ်တကြီးဖြစ်ချင်တယ်ဗျာရော့ဟာ6000တောင်လားဟာ6000ဆိုဂျကားတစ်စင်းရတယ်ရှေ့ကယူဘာမှပြောမနေမြန်လို့နောက်ကကောင်ချက်ကြည့်လိုက်ရမှာဆိုလို့လည်းနေစနေရိုက်ပေးတယ်ယနေ့မှစပြီးပုဂ္ဂိုလ်ကုန်းရွာနဲ့လက်လက်လေးရှိသောတကြီးနေရအတွက်မောင်ရွှေပန်းအားခံထားလိုက်ပြီးပုံစမတူမျိုးပိုင်ကြီးဟာဒါဆိုတုံးရိုက်ပေးလိုက်တော့တွေးကြရောပေါ်ချက်ကြီးอ่ะငါလှည့်လာပြီဟာသူလည်းမောင်တလုံးဝဲအိတ်ဆဲတကြီးခန်းစာလေးထက်ပြန်လာမောင်တစ်ချက်တီးလိုက်တော့အကုန်ရောက်လာဟေ့ဒီထဲမှာတကြီးပြုတ်ချက်ကြီးပါလာဟေ့လေရွှေပန်းကသူ့ကိုလက်ကြချက်ကြီးရလာပါတယ်ဟေ့လာခဲ့ရှိကိုမတ်တဲ့ဆန်းဟေ့ကမတ်တဲ့ရကတော့မြောင်အောင်ကြိုက်စမ်းမြောင်အောင်ကြိုက်ကင်းမိကောက်ထောင်စမ်းဟေ့ကောင်ကင်းမိကောက်ထောင်အေးကင်းမိကောက်ထောင်တဲ့အခြေအနေမျိုးမှာရွှေပန်းနဲ့ချက်နဲ့ဘယ်သူပေါ်သွားကြဟိုကင်းမိကောက်ထောင်ရဲ့ကြီးနဲ့ပြောရတာကင်းမိကောက်ထောင်တိုင်းတော့ရွှေပန်းကအပေါ်ကြပါတယ်မင်း၄နှစ်ကင်းမိကောက်ထောင်ပြီးမှတ်တော့ဟဲ့ကောင်အဲ့ဒီရွှေပန်းနဲ့ချက်ကြီးကင်းမိကောက်ထောင်လိုက်မတ်တရလိုက်ပစိုးကြောင်မြောင်အောင်ကြိုက်လိုက်တယောက်စင်းတော့ချက်ကြီးတက်လာချက်ကြီးစင်းတော့9000ပေးပြီးရွှေပန်းတက်လာရွှေပန်းပြုတ်ခါနေဟိုက1000ပေးပြီးတက်လာအောင်မလေးကျွန်တော်တို့တိုင်းပြည်လဲရွှေပန်းနဲ့ချက်ကြီးတစ်လက်စီတက်တာ250ကျော်သွားအခုတော့ချက်ကြီးလဲသွားတော့ရွှေပန်းနဲ့သွားတော့ရှင်းရှင်းလေးမင်းကိုပြောမယ်သွားတော့ဖြစ်သွားပြီ